ကဲအားလုံးပဲမင်္ဂလာပါဗျာမေ official game နဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့ပြောစရာလေးရှိတော့ပါပြောစရာဆိုတာချက်ပေါ့နော်အားလုံးကိုအတည်ပေးတာပါကျွန်တော်ဗာလဲဆိုတော့ကျွန်တော်ရဲ့ကို Telegram channel အကောင့်အသစ်ကလေးဖွင့်လာတယ်ပေါ့နော်ဖွင့်လာတယ်ဆိုတော့အဲ့ Telegram channel မှာကျွန်တော်16ရက်နေ့ကစပြီးတော့ကျွန်တော်ဘာတွေရောင်းပေးမှလဲဆိုတော့ COC နဲ့ပတ်သက်တဲ့ကျွန်တော်တို့ Go Pass တွေကျွန်တော်တို့ဒီအခုလာတဲ့အခုတော့ပြီးတော့မယ်ပေါ့နော်ဒါပေမဲ့နောက်ဒီလာမယ့် event pass တွေပေါ့နော်နောက်ထပ်ကျွန်တော် mask skin တွေကျွန်တော် mask skin တွေပေါ့နော်ဒါတွေအစသဖြင့်ကျွန်တော်တို့စီနှုံးတက်နဲ့ဝယ်ယူလို့ရမယ်ပေါ့နော်ခြားသဖြင့် mask skin ဆိုအခုဆိုလို့ရှိရင်ဒီကောင် mini print skin ဆိုတာအသစ်ထွက်တာ2ရက်လောက်ပဲရှိသေးတယ်เนาะအစားသဖြင့်ပေါ့เนาะဒီ skin တွေကျွန်တော်တို့အခု World Cup ဘောလုံးကွင်းတွေကျွန်တော်တို့နောက်ထပ်အခုအသစ်ထွက်လာတဲ့ HMS skin တွေဝယ်ရင်လည်းဆိုလို့ရှိရင်เนาะကျွန်တော် Telegram channel လေးကိုကျွန်တော်အခုcollaboration မှာကျွန်တော်machine လေးခေါ်ပေးထားပါမယ်အဲ့ Telegram channel လေးကို subscribe လုပ်ပြီးတော့အဲ့ဒီထဲမှာပဲကျွန်တော်ဈေးနှုန်းလေးတွေ16ရက်9လ2026နေ့ရက်စားပြီးကျွန်တော်ဈေးနှုန်းလေးတင်ပေးပါမယ်ပြီးလို့ရှိရင်ဂျပန် TikTok ဂျပန် region TikTok account တွေကိုလည်းကျွန်တော်10ရောက်တီပေါ့နော်ကျွန်တော် free ဖွင့်ပေးပါမယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ Telegram channel လေးကိုsubscribe လုပ်ပေးကြပါအောင်ဗျာပြီးလို့ရှိရင်ကျွန်တော်ရဲ့ဟို TikTok မြေ official gaming channel လေးကိုလည်းကျွန်တော် follow လေးလုပ်တယ်လေးပေးပြီး comment မှာတခုခုရေးတော့ပေးခဲ့ကြပါအောင်ဗျာအားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတယ်အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပဲအားလုံးပြန်ဆုံတွေ့ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်ပါ